အားလုံးပဲမင်္ဂလာပါ Future Vibe Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့အသက်20ကျော်ရွယ်တွေမှာငါဘာလုပ်တင်လဲငါဘဝကဘယ်ကိုဥတည်နေတာလဲဆိုပြီးလမ်းပြောက်တာမထူးဆန်းတော့တလို့မင်းတယောက်တည်းဖြစ်နေတာလည်းမဟုတ်ပါဘူးတကယ်တော့လမ်းပြောက်တယ်ဆိုတာလမ်းသိရှာဖို့ပြင်ဆင်နေတာလည်းဖြစ်နိုင်ပါတယ်ဒီလိုအချိန်မှာ Social Media ပေါ်ကသူများတွေရဲ့အောင်မြင်မှုတွေနဲ့ကိုနှိုင်းယှဉ်ပြီးအားမငယ်ပါနဲ့လူတိုင်းမှာကိုယ်ပိုင် time zone ဆိုတာရှိပါတယ်။ဘာနိုင်ဟာတစ်ချိန်နဲ့မပွင့်တယ်လို့မင်းရဲ့အချိန်ကလည်းလာအောင်ပါပါ။ပြီးတော့ဘာလုပ်ရမှန်းမသိလို့ရက်နေမယ့်အစားဝါသနာပါတာလေးတွေဖြစ်ဖြစ်စကေးအသစ်တစ်ခုဖြစ်ဖြစ်စမ်းသပ်လုပ်ကိုင်ကြည့်ပါ။လမ်းလျှောက်နေတဲ့သူကမှလမ်းမရဲ့ပြန်ကွေးလို့ရတာပါ။ဘာမှမလုပ်ပဲရက်နေရင်တော့ဘယ်တော့မှပန်းနိုင်ကိုရောက်မှာမဟုတ်ပါဘူးလူငယ်ဘဝဟာအမားလုပ်ဖို့အကောင်းဆုံးချိန်မို့အမားလုပ်ရမှလည်းမကြောက်ပါနဲ့အခုမားရင်ပြင်ဆင်ဖို့အချိန်အများကြီးရှိသေးတယ်လို့ဒီအမားတွေကပဲမင်းအတွက်အတွေ့အကြုံကောင်းနေဖြစ်လာမှာပါတိမ်တွေဖုံးနေလို့နေမင်းကြီးပြောက်ကွယ်သွားတာမဟုတ်ပဲခဏလေးနားနေတာပဲလို့သဘောထားပါအမလျှော့ပါနဲ့စိတ်တက်မကြပဲဒီနေ့ကစပြီးခြေလန်းတေးသေးလေးတွေကိုတစ်ခုပြီးတစ်ခုစလန်းကြည့်ပါမိရှာနေတဲ့လမ်းကိုမကြခင်မင်းပြန်တွေ့မှာပါကျွန်တော်တို့ရဲ့ channel လေးဟာလူငယ်တွေနဲ့စာချစ်သူတို့အတွက်တိမိမိဖြစ်စေပြီးအတိတ်ရွယ်ရှိတဲ့စာတိုလေးတွေစိတ်သက်ခွန်အားပေး motivation စာစုလေးတွေကိုတီးတက်မျှဝေပေးနေတဲ့ channel လေးတစ်ခုဖြစ်ပါတယ်ခင်ဗျာလူငယ်တွေအနေနဲ့ motivation တီးတက်နားထောင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ channel လေးကိုအခုပဲ subscribe လုပ်ထားလိုက်ပါ